Hello ဒါလေးပေါ့နော်မနီးကမဘူးဒါအလှလေးတစ်ခုလောက်တယ်ပေါ့နော်ဒါကကြတော့မဘူးတယောက်တည်းအလှတော့မဟုတ်ပါဘူးရှင်ဒါမဘူးစီမှာဝယ်ယူအားပေးကြတယ်ပေါ့နော်ပစ္စည်းဝယ်တဲ့သူလေးတွေပေါ့နော်ဒါအားပေးကြတဲ့သူလေးတွေအလှလေးပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်အာဝူလေးအတွက်ကိုချက်ပြုတ်နေရပေါ့နော် Okay အဲ့မှာဆိုလို့ရှိရင်မဘူးတို့ကမီးရပြတ်သွားတယ်ကွယ်မီးပြတ်သွားဖြစ်တဲ့အတွက်ပေါင်းဦးတွေကိုမီးဖို့ပေါ်တင်ပြီးတော့အဲ့လိုမျိုးချက်ကပါရှင်ကဲဝဝက်ကွယ်ကျွေးဖို့အတွက်ပြင်ဆင်နေပါပြီဒါလေးကသူတို့စားဖို့ပကံလေးပေါ့ရှင်နော် Okay ဒီမှာဆိုလို့ရှိရင်ရပြီစက်သားလဲနူးပြီပေါ့နော်အဲ့တော့စက်သားလေးနဲ့ထမင်းလေးနဲ့ကိုရောပြီးတော့နှံ့အောင်ပေါ့နော်ရောပြီးတော့နေလိုက်ပါတယ်ရှင်နေပြီးတော့စတင်တော့ကျွေးပါတယ်ရှင့်အဲ့ချိန်မှာတော့ကျမအရင်ကြောင်လေးတွေကအရင်ဆုံးအားပေးပါတယ် Okay ဒါကတော့လမ်းနေရပေါ့နော်ဒီမှာဘာတူလဲအပနာတို့ဘာတို့ပေါ့ရှင်ကြီးကန်းလေးတွေကအစားစားရပေါ့နော်အရန်ကွယ်တိလားပျောက်ဖို့ကောင်းတယ်ကွယ်တိလားအဲ့လိုမျိုးအော်သူတို့လေးစားနေကြည့်လိုက်လို့ရှင်လေတကယ်တိလားအော်စိတ်ထဲမှာလေးဟဲအော်သူတို့တွေလည်းငါတို့ကျွေးမစားရတာလို့အော်တနာပါတယ်ပေါ့နော်အဲ့လိုကျွေးလိုက်တဲ့ချိန်မှာဝဝကွယ်စားတာကွယ်တိလားပြီးတော့လေမဖူးကလှုပ်ထားတာလေးတိလားအမဒီဆိုင်ကမာကြီးဆိုပြောတယ်ဟဲ့မှုန်းနေရပဲစားတော့စားကျင်နေဆိုပုံစံမျိုးပေါ့နော်တိလားထမင်းလေးကိုလည်းကောက်ကောက်လေးကွာတိလားမအရသာရှိရှိလေးနဲ့တိရမလားအဲ့လိုနေကျွေးတော့ကွယ်သူတို့တွေအရန်ကြိုက်ကြတယ်ကွယ်တိလားဒါလေးကတော့ညနေခင်းလေးမှာလိုက်ကျွေးတော့လေရှုကင်းလေးကတော့အရန်လာရပေါ့နော်စိတ်ကလေးကိုအေးချမ်းပြီးတော့လေပျော်ရွှင်မှုအပြည့်နဲ့ပေါ့ကွယ်ကဲဒီမှာကျမရဲ့ဆရာသမားတွေပေါ့ကြိတ်နေကြပါပြီရှင်ချစ်စရာလေးတိလားစားကြတယ်တိလားအော်ကိုမလေးဟိုတခါကြလို့ရှင်လည်းလေတကယ်ဟိုမလေးအော်ကျွေး